ဒီကနေ့ဒုတိယမြောက်မဟာကုဋ္ဌိကမထေရမြတ်ရဲ့အမှတ်တရစကားကိုမှတ်သားနာယူကြအမည်နာမကကုဋ္ဌိကဆိုတော့တမန်အားဖြင့်မဲ့လေးရှိတဲ့ဘွယ်မျိုးမဟုတ်သည့်အတွက်ကြောင့်အနည်းငယ်တော့ဆန်းနေတယ်ပေါ့နော်ကုဋ္ဌိကဆိုတဲ့နာမည်နဲ့ဒီမထေရမြတ်နဲ့ပတ်သက်တဲ့သုတ်တန်တွေတော်တော်များများပါရှိပိဋကသုံးပုံထဲမှာကုဋ္ဌိကသုံးဆိုတဲ့သုတ်တွေလည်းရှိတယ်တခြားသူနဲ့ပတ်သက်တဲ့သုတ်တန်တွေလည်းများတယ်အဲ့တော့မဟာကုဋ္ဌိကဆိုတာဘယ်သူလဲဆိုတော့ဘယ်ပုဂ္ဂိုလ်လဲဘယ်မျိုးသားလဲလို့လေ့လာပြီးတော့ကြည့်တဲ့အခါမှာသူဟာတာဝတိမျိုးကဗြဟ္မဏလူမျိုးအိန္ဒိယနိုင်ငံမှာဇာတ်အားဖြင့်ခွဲခြားထားတဲ့လူမျိုး၄မျိုးရှိတယ်အဓိကလူမျိုးကြီး၄မျိုးကနံပါတ်1ကခတ္တိယလူမျိုးလို့ခေါ်တယ်ခတ္တိယလူမျိုးဆိုတာသူတို့ဟာလက်နဲ့ကင်ဆွဲပြီးတော့စစ်တိုက်တယ်တိုက်ပြီးအုပ်ချုပ်တယ်ဆိုရယ်ဘယင်မျိုးတွေကိုခတ္တိယလို့ခေါ်တယ်တိုက်ပြီးအုပ်ချုပ်တဲ့မျိုးဆိုတာဒုတိယကဗြဟ္မဏလူမျိုးဆိုတာသူတို့ကလူမျိုးကြီးသူတို့လူအတိုင်းဝိုင်းထဲမှာသူတို့ဟာဗြဟ္မာမင်းကမွေးဖွားလာတဲ့ဗြဟ္မာရဲ့မျိုးဆက်တွေဗြဟ္မာရဲ့သားစဉ်မြေးဆက်တွေဗြဟ္မာမင်းကမွေးတာဖြစ်လို့လူတွေထဲမှာသူတို့ဟာအမြတ်ဆုံးပဲလို့ဗြဟ္မုနောအပစ္ဆံဗြဟ္မနောဆိုပြီးသူတို့ရဲ့ဗြဟ္မဏဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုဖော်ဆောင်ပြီးသူတို့ဟာဗြဟ္မာမင်းကြီးရဲ့မျိုးဆက်တွေဆိုပြီးတော့ဂုံယူဝင်ကြွားပြီးဘာတွေကိုလေ့လာတော့ဆိုဖေရင်၃ပုံဝေဒ၃ချမ်းကိုလေ့လာတယ်ထိုခေတ်ကစာပေတွေအလုံးဟာသူတို့လက်ထဲမှာရှိတယ်ဝေဒချမ်းတွေတို့ဝေဒချမ်းနဲ့ဆက်နွယ်နေတဲ့တရာချမ်းလို့ဆိုတဲ့ဗျာကရုံးချမ်းတွေတို့စကားအလင်္ကာဖော်ပြတဲ့အလင်္ကာချမ်းတွေတို့ကြပြာဂါထာဖွဲ့စည်းတဲ့ဖွဲ့ပုံဖွဲ့နည်းကိုသင်ကြားတဲ့စံကြားနေတို့တစ်ပင်တောတောင်ရေမြေတို့ရဲ့အမည်နာမတွေကိုဖော်ပြတဲ့စကားလုံးတွေခုခေတ်အဘိဓမ္မာကျမ်းလို့ခေါ်တာတယ်အလုံးဒါတွေကိုလေ့လာသင်ယူကြတယ်မင်္ဂလာပွဲကိစ္စတွေရှိလို့ရှိရင်လေသူတို့ကရွတ်ဖတ်30ပြီးတော့ပေးကြတယ်အိမ်မက်မကောင်းဘူးဆိုလို့ရှိရင်လေမကောင်းတဲ့အိမ်မက်တွေပျောက်ဖို့ဆိုပြီးဝေဒကျမ်းနဲ့ရွတ်ဖတ်ပူဇော်ပြီးရေရာခြေပေးကြဒါသူတို့အလောက်ကအဲ့ဒါလို့အနေကင်းအောင်လဲရွတ်ဖတ်ပေးတယ်မင်္ဂလာရှိအောင်လဲရွတ်ဖတ်ပေးတယ်မကောင်းတဲ့အတိတ်နမိတ်တွေပပျောက်အောင်လဲရွတ်ဖတ်ပေးကြတယ်ဗြဟ္မဏတွေဟာလူနဲ့လူဝတ်ကြောင်နဲ့အလူခံစားပုဂ္ဂိုလ်မျိုးတို့ဖြစ်တယ်သူတို့ရဲ့ဓလေ့ထုံးတမ်းစင်လာတွေကလည်းကြီးမားတယ်ဗြဟ္မဏလူမျိုးတစ်ယောက်ဟာဖခင်ကလည်းဗြဟ္မဏမျိုးရိုးဖြစ်ရမယ်မိခင်လုပ်တဲ့ပုဂ္ဂိုလ်လည်းဗြဟ္မဏမျိုးရိုးတွေကဖြစ်ရဆွေစဉ်80ထိအောင်ဗြဟ္မဏမျိုးစစ်မှသူတို့ကဗြဟ္မဏမျိုးစစ်တယ်လို့လက်ခံကြပြီးတဲ့အခါဗေဒကျမ်းကနေတက်ကြွရမယ်ဗေဒကျမ်းကနေတက်ကြွတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်အဲ့ဒါလို့သူတို့ဟာပညာတတ်ပုဂ္ဂိုလ်တွေဆိုပြီးဝေဒကျမ်းတတ်တွေဆိုထိုခေတ်ကခုခေတ်စကားနဲ့ပြောမယ်ဆို educated တွေပေါ့သူတို့ပညာတတ်ပုဂ္ဂိုလ်တွေလို့ဆိုလို့သူတို့ရဲ့စကားလုံးတွေဟာတေဝိဇ္ဇဆိုတဲ့စကားလုံးဟာဝေဒကျမ်းကိုဝေဒကျမ်း၃ချမ်းလုံးကိုအလွတ်ပြန်ဆိုနိုင်ပြီးတော့
ဝေရာကျမ်းတွေကိုရှင်းလင်းဟောပြောနိုင်တယ်လို့အဲ့ဒါလို့ဝေရာကျမ်းတတ်တာကိုပဲသူတို့ကဂုံယူဝင်ကြားပြီးတေဝိဇ္ဇဆိုရယ်ဂုံယူဝင်ကြွားမှုတွေရှိတယ်ပြီးတော့ဗြဟ္မဏမျိုးတွေသာလင်တန်တရားဝကစင်ကြယ်ပြီးတော့လွတ်နိုင်တယ်လို့ဒီယူဆတွေလည်းရှိတယ်ဗြဟ္မဏလူမျိုးတူဟာမွေးဖွားလာပြီးတဲ့နောက်မှာဆိုရင်ဝေရာကျမ်းတွေကိုနှစ်ပေါင်း40နဲ့8နှစ်ဝေရာကျမ်းကိုသင်ယူရတယ်အဲ့ဒီအတွင်းမှာအိမ်တော်မပြုရအောင်သူတို့အိမ်တော်မပြုရမယ်ကျောင်းသားဘဝနဲ့48နှစ်ပညာသင်ခိုင်းတယ်အဲ့ပညာတွေတက်လာပြီဆိုတဲ့အခါမှာတော့အိမ်တော်ပြုခြင်းနဲ့သူ့ရဲ့မျိုးဆက်ချမ်းကျင်တယ်ဆိုလို့ရှိရင်အိမ်တော်ပြုနိုင်တယ်ပြုပြီးရင်သာသမီရပြီဆိုတာနဲ့တောထွက်ပြီးတော့သူကတရားအထုတ်တဲ့အလုပ်ကိုလုပ်ရအဲ့ဒါလို့မဟုတ်လို့ရှိရင်လည်းအိမ်တော်ပြုခြင်းနဲ့စိတ်မရှိဘူးဆိုလို့ရှိရင်48နှစ်ဗြဟ္မစာရီမြတ်သောအကျင့်ကိုကျင့်နေဆိုအိမ်တော်မရှိတဲ့ဘဝမှာနေထိုင်ပြီးတဲ့အခါမှာတောထွက်ပြီးမိပူဇော်တယ်ဗြဟ္မာကြီးနဲ့ဆက်သွယ်တယ်လို့သူတို့ကမိနတ်ကိုပူဇော်ပြီးမန္တရာနေရွတ်ပြီးတရားဓမ္မကျင့်ကြံပြီးတော့အဲ့ဒါလိုနေချတယ်သူတို့ရဲ့နေထိုင်ပုံနေထိုင်နည်းကိုအတ္တမလို့ခေါ်တယ်အတ္တမ၄ပါးလို့ဆိုတာဒီဗြဟ္မဏတွေရဲ့လိုက်နာကျင့်သုံးတဲ့လမ်းစဉ်ကြီး၄ရပ်ပေါ့ဗြဟ္မစာရီဂဟထောစဝနပတ္တောစဘိက္ခုတိဆို၄ချက်ကဗြဟ္မစာရီဘဝနဲ့လူဘဝမှာ48နှစ်နေရမယ်ပညာသင်ကြားနေတဲ့အတိုင်းဒါဂဟထဆိုအိမ်တော်ပြုခြင်းရင်သင်္นานပြီးဆုံးတဲ့အခါမှာအိမ်တော်ပြုတယ်သင်္นานပြီးတဲ့အခါကျတော့ဝနပဋ္ဌာလို့တော်ရဲသွားပြီးတော့တရားဓမ္မကျင့်ကြံကြိုးကိုအထုတ်တယ်ဒီလိုဆိုလို့ပြီးတော့ယသိယဟန်ဝတ်တယ်ပေါ့အဲ့ဒီမှာဂဟတဆိုတဲ့နံပါတ်1အလုတ်ကိုမလုပ်ချင်ဘူးဆိုလို့ရှိရင်တော်ရဲထွက်ပြီးယသိယဟန်တစ်ခါလဲလုပ်တယ်ဒါသူတို့ရဲ့ကျင့်စဉ်ကြီးတစ်ခုအဲ့ဒါလို့အိန္ဒိယနိုင်ငံမှာစင်လာကြီးတဲ့ဗြဟ္မဏမျိုးတွေကအုပ်စုတစ်ခုနောက်တစ်ခုကဝိတ္တမျိုးနွယ်စုလို့ခေါ်တယ်ဝိတ္တမျိုးနွယ်စုတွေကဘာလုပ်တုံးဆိုရင်အယောင်းဝယ်လုပ်ကြရတယ်စိုက်ပျိုးရေးလုပ်ငန်းတွေလုပ်ကြတယ်စိုက်ပျိုးရေးနဲ့စီးပွားရှာတယ်ရောင်းရေးကွယ်တာကုန်သွယ်ရေးနဲ့စီးပွားရှာကြတယ်သူတို့ကပတ်စံချမ်းသာကြတယ်ငွေရှာကောင်းတယ်အဲ့ဒါကိုဝိတ္တလူမျိုးလို့ခေါ်တယ်အဲ့ဒီနောက်မှာတော့ခတ္တိယဗြဟ္မဏဝိတ္တတို့ရဲ့တောက်တုံမေယအလုတ်အကိုင်းတွေကိုအလုတ်ကျန်းနေအခြေသိမ်းအောက်ခြေသိမ်းအလုတ်တွေကိုလုတ်ပေးတဲ့လူဒန်းစားတရားရှိတယ်ဆင်းရဲတဲ့လူဒန်းစားတွေအဲ့ဒီလူတွေကတော့အများစုပေါ့အဲ့ဒါကိုသုဒ္ဓလို့ခေါ်တယ်ဘာလို့လောမဲ့ပုဂ္ဂိုလ်တွေပေါ့နော်လောက်ကင်စားတော့ရတဲ့ပုဂ္ဂိုလ်တွေခတ္တိယတွေထမ်းမှာအမှုထမ်းတယ်ဗြဟ္မဏတွေထမ်းမှာအလုတ်ကျွေးပြုတယ်ကုန်တယ်လေလို့ဆိုတဲ့ဝိတ္တတွေရဲ့ထမ်းမှာအလုတ်ကျွေးပြုပြီးနေရတာတွေကသုဒ္ဓလို့ခေါ်တယ်ဒါအိန္ဒိယနိုင်ငံရဲ့လူအဖွဲ့အစည်းဟာရှေးခေတ်ကအဲ့ဒီပုံစံနဲ့ရှိတယ်အဲ့ဒီပုံစံနဲ့ရှိတယ်အဲ့တော့အခုရှင်မဂုဋ္ဌိကဆိုတဲ့ပုဂ္ဂိုလ်ဟာသူကဗြဟ္မဏမျိုးတာဝတိမျိုးမှာသူဟာဗြဟ္မဏလူမျိုးထဲမှာအတိုင်းဝိုင်းထဲမှာသူကလူလာဖြစ်တယ်သူ့အဖေကအတ္တလာယနာလို့ခေါ်တယ်သူ့အမေကဒီစန္ဒဝတီတဲ့ပုံနေမှာစန္ဒဝတီသူ့အဖေကအတ္တလာယနာအဲ့ဒီတာဝတိမှာချမ်းသာကြွယ်ဝပြီးပညာတတ်တဲ့ဗြဟ္မဏမျိုးမှာသူလူဖြစ်တယ်သူကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တာကတော့ပဋိမုဒ္ဒရာမြတ်စွာဘုရားလက်ထက်မှာကဘာတသိန်းနဲ့ကကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့
နောက်ဆုံးဘဝမှာတာဝတိမျိုးမှာတူလာဖြစ်တယ်ပေါ့နော်လာဖြစ်တယ်အဲ့တော့တာဝတိမျိုးသားဗြဟ္မဏလူငယ်တယောက်အဲ့ဒီမဲ့သူ့အဖေကအတ္တလာယနာဆိုတဲ့ပုံနာသူကငယ်ငယ်လေးတဲ့ပညာတာအတော်တယ်16နှစ်သားအရွယ်မှာတယ်မယ်အတော်ပညာထက်မြက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဗေဒ3ဉာဏ်ကို16နှစ်သားအရွယ်မှာပဲအားလုံးနှုတ်သက်ဆောင်ပြီးအခက်ခဲတွေကစပြီးအဓိပ္ပာယ်တွေအကုန်လုံးရှင်းလင်းပြောကြားနိုင်တဲ့သူ့ကိုဆရာတဆူလေးပြုရတဲ့16နှစ်အရွယ်ဗေဒကျမ်းထက်လူတော်လူငယ်လေးတယောက်ဖြစ်ထင်ရှားခဲ့အတ္တလာယနာသူ့အဖေကမတမစာတော်တယ်လို့ပြောမှာပေါ့နော်ငယ်ငယ်နဲ့ဆရာဖြစ်တယ်အဲ့တော့တရက်ကြတော့တာဝတိမြို့မှာအနေနဲ့အရရက်ကဗြဟ္မဏတွေဟာစုဝေးရောက်ရှိလာကြဘာအတွက်ရောက်ကြတာတုံးဆိုတော့သူရောက်တဲ့အခါအကြောင်းနှစ်ခုရှိတယ်တခါတရံကြလို့ရှိရင်ဗေဒကျမ်းဂန်တွေကိုရွတ်ဆိုပြီးတော့ညှိနှိုင်းမှုရောက်လာကြတာသူကစာပေကတိတိကျကျနှုတ်စာရေးသားထားတာမဟုတ်ဘူးစာအုပ်နဲ့ရေးထုတ်ထားတာမဟုတ်ဘူးနှုတ်တဲ့ဆောင်တဲ့ခေတ်ကို oral tradition လို့ခေါ်တယ်ဗေဒကျမ်းတွေဟာနှုတ်တဲ့ရအောင်ချက်ကြရတာဆိုတော့နှုတ်တဲ့ရတဲ့လူကအာဂုံရမှအာဃလူဆိုတဲ့မြန်မာတွေပြောကြတယ်လို့ပဲအာဂုံရတဲ့လူတွေကထူးချွန်တဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ပေါ့နော်စာအုပ်မှမရှိတာစာအုပ်ရှိတယ်အသုံးမဝင်ဘူးနှုတ်နဲ့သင်တာကိုတမိုးထားတယ်သူတို့ခက်ကအဲ့ဒါကြောင့်မို့တာဝတိမြို့ကိုရောက်လာကြတဲ့ပုဂ္ဂိုလ်တွေဟာဒီသူတို့ရထားတဲ့ဗေဒကျမ်းတွေနဲ့ဒီတာဝတိမြို့ကဆရာကြီးတွေနဲ့လာပြီးတော့တိုက်ဆိုင်ကြရွတ်ဖတ်ပြီးတော့အမှားအမှန်ညှိနှိုင်းကြတဲ့ပွဲပေါ့နော်အဲ့ဒါလို့တာဝတိမြို့ကိုအနေနဲ့ရကဗြဟ္မဏတွေဟာရောက်ရှိလာကြတယ်ဒါအကြောင်းတစ်ခုတဲ့နောက်အကြောင်းတစ်ခုကတော့ဗြဟ္မဏတစ်မျိုးမျိုးတူကသို့မဟုတ်ခတ္တိယကပဲဖြစ်စေဝိတ္တတွေကပဲဖြစ်စေမင်္ဂလာဖြစ်စိမ့်သောငါဗြဟ္မဏတွေကိုဖိတ်ပြီးတော့မင်္ဂလာစကားကိုရွတ်ဖတ်ပေးဖို့ပေါ့ရွတ်ဖတ်ပေးဖို့ဖိတ်ကြားတယ်ဝိချီတနာများစွာပေးပြီးချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေကသူတို့မင်္ဂလာရှိခြင်းတော့ရွတ်ဖတ်ဖိတ်ပြီးတော့ပွဲကြီးတွေကျင်းပကြတယ်ရစ်ပူဇော်တဲ့အလုပ်တွေကိုလုပ်ကြတယ်အဲ့ဒီလိုလုပ်တဲ့ပွဲကိုတက်ရောက်ဖို့လည်းပဲဒီဗြဟ္မဏတွေဟာတဏှာမှာစုဝေးပြီးတော့ရောက်ရှိလာတတ်ကြတယ်အဲ့တော့ဗြဟ္မဏတွေဟာဝေဒကျမ်းကိုသင်ယူဖို့ကိစ္စနဲ့ဝေဒကျမ်းညှိနှိုင်းတိုက်ဆိုင်မှုကိစ္စနဲ့လည်းသူတို့ဟာတဏှာမှာစုဝေးကြတယ်သို့မဟုတ်ရှစ်ပွဲကြီးတွေအလှပွဲကြီးတွေကဖိတ်လို့ဒီနေရာမှာလာပြီးမင်္ဂလာပွဲကိုတက်ရောက်လာကြတာတွေလည်းရှိတယ်ပေါ့အဲ့ဒါလို့တက်ရောက်လာကြတဲ့အခါမှာသူတို့လှုပ်ပြင်သူတို့ဘာလှုပ်လဲမြတ်စွာဘုရားကလည်းတာဝတိမြို့ဇေရုံအကြောင်းမှာသတင်းသုံးနေတာသတင်းသုံးနေတော့မြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့မကျေနပ်တဲ့အချက်သူတို့မှရှိတယ်မြတ်စွာဘုရားရဲ့အယူဝါဒဟောပြောတာကသတ္တုဝဏသုတ်တိတဲ့ခုနပြောတဲ့သတ္တုဆိုတာ၄ခုဝဏဆိုတာအမျိုး၄ပါနော်14မျိုးလုံးဟာတူညီသောစင်ကြယ်မှုကိုရနိုင်တယ်လို့သူတို့ကအဲ့ဒါကိုလက်မခံမြတ်စွာဘုရားပေါ်မှာမကျေနပ်ဘူးသူတို့ရဲ့အယူဆပါတော့ဆိုရင်ဒီစင်ကြယ်မြင့်မြတ်တဲ့အဆင့်ကိုရောက်တဲ့ဆိုတာဗြဟ္မဏမျိုးကမှစင်ကြယ်တယ်မြင့်မြတ်တဲ့အဖြစ်ကိုရောက်တယ်ကျန်တဲ့ခတ္တိယပဲဖြစ်ဖြစ်ဝိတ္တပဲဖြစ်ဖြစ်သုဒ္ဓပဲဖြစ်ဖြစ်သူတို့ဟာဘလောက်ပဲစင်ကြယ်အောင်လုပ်လို့မစင်ကြယ်နိုင်ဘူးမျိုးရိုးကညံ့နေတဲ့ပုဂ္ဂိုလ်တွေလို့သူတို့မျိုးရိုးမှဗြဟ္မာရဲ့မျိုးနွယ်တွေဖြစ်လို့သူတို့သာလည်းအမြတ်ဆုံးကမ္ဘာလောကကြီးကိုဗြဟ္မာကြီးကဖန်ဆင်းထားတာဖြစ်သောကြောင့်
ကမ္ဘာလောကကြီးရှိသမျှပစ္စည်းဥစ္စာတွေကလည်းသူတို့ပိုင်တယ်လို့သူတို့ယူဆတယ်ဘုရားသခင်ကဗြဟ္မာဆိုတဲ့ဘုရားသခင်ကဖန်ဆင်းထားတာသူ့သားသမီးတွေအတွက်ဖန်ဆင်းတာကြံတဲ့လူတွေကသူတို့ပစ္စည်းကိုသုံးနေကြတယ်လို့စိတ်ကအဲ့လိုထင်မှိုင်းတိုက်ထားတာကြည့်နော်သူကဘာပြောအထင်ရောက်တာပဲအဲ့တိုင်းအဲ့တော့လောကကြီးမှာပိုင်ဆိုင်တာတွေဟာသူပိုင်တာပဲလို့ဒါကြောင့်လို့အဋ္ဌိဏဒါနနဲ့ပတ်သက်ပြီးတော့ဒီကကြောင့်မှပါလာမသိဘူးအဋ္ဌိဏဒါနနဲ့ပတ်သက်ပြီးမိစ္ဆာအယူဝါဒဗြဟ္မဏတွေကဒီလောကမှာရှိသမျှပိုင်ဆိုင်တဲ့ပစ္စည်းတွေကသူတို့ပိုင်ပစ္စည်းကျန်တဲ့လူတွေကသူတို့ပစ္စည်းတွေကိုယူသုံးနေကြတာလို့အယူဆရှိသည့်အတွက်ကြောင့်ပစ္စည်းတစ်ခုလိုချင်ပြီဆိုရင်သူတို့ပိုင်ပစ္စည်းဖြစ်သည့်အတွက်ကြောင့်သူတို့ကြိုက်တာရောက်ကောက်ယူတတ်တယ်အဲ့တော့သူတို့မှာအဋ္ဌိဏဒါနမဖြစ်ဘူးလို့သူတို့ကခိုးမှုမဖြစ်ဘူးလို့ယူဆတယ်ဘာလို့လဲဆိုသူတို့ပစ္စည်းသူတို့ရဲ့အဖဘုရားသခင်ကဖန်ဆင်းပေးထားတဲ့ပစ္စည်းသူတို့အတွက်ဖန်ဆင်းပေးထားသူသားသမီးတွေအတွက်ဖန်ဆင်းတာကြံတဲ့လူတွေကမတရားလုပ်ပြီးလက်ဝကြီးအုပ်ထားတယ်ပိုင်တာသူတို့ပိုင်တာလို့အဲ့လိုယူဆပြီးတော့အဲ့ဒီအယူအဆွဲနဲ့အဋ္ဌိဏဒါနကိုလှုပ်လို့ရှိရင်သူများပစ္စည်းကိုအဋ္ဌိဏဒါနပစ္စည်းကိုရယူဖို့ကြိုးစားတဲ့လောဘသည်ဒိဋ္ဌိကတတံပယုတ်လောဘလို့ခေါ်တယ်။မိစ္ဆာဒိဋ္ဌိနဲ့ရှင်းနေတယ်နော်။အမြင်တစ်ခုပေါ်မှာအခြေခံပြီးတော့အဋ္ဌိဏဒါနအပြစ်မရှိဘူးလို့သူတို့ယူဆတယ်။အဲ့ဒီအထိပ္ပယ်မျိုးဆိုလို့အဲ့တော့အဲ့လိုအယူဆွဲရှိတဲ့ဗြဟ္မဏတွေကလောကကြီးမှာတန်တရားဝကလွတ်ထားတို့စင်ကြယ်မှုတို့ဆိုတာဗြဟ္မဏတွေနဲ့ပဲသက်ဆိုင်တယ်မြတ်စွာဘုရားကအဲ့ဒါကိုလက်မခံဘူး14မျိုးလုံးဟာစင်ကြယ်အောင်လုပ်ရင်စင်ကြယ်နိုင်တယ်စင်ကြယ်မှုအစဉ်တန်းမြင့်မှုဗြဟ္မဏတွေကလက်ဝကြီးအုပ်လို့မရဘူးအလုံးဟာတရားဓမ္မကျင့်ကြံလို့ရှိရင်စင်ကြယ်နိုင်တယ်လို့စာတုဝဏ္ဏသုတ်ထိမျိုးဆက်4မျိုးစလုံးဟာတူညီသောစင်ကြယ်မှုကိုရနိုင်တယ်အားလုံးဟာတရားကျင့်မြင့်မြတ်တယ်တရားမကျင့်ဘူးဆိုရင်အားလုံးဟာအမဲအညစ်တွေပဲဖြစ်မယ်နော်တရားတိုင်းလိုက်နာကျင့်ကြံကြိုးကိုအထောက်လို့ရှိရင်ဘာလူမျိုးပဲဘာမျိုးနွယ်ပဲဖြစ်စင်ကြယ်တယ်မြတ်စွာဘုရားကလက်တွေ့ကြတဲ့ပုဂ္ဂိုလ်ကိုသူကကမ္မုဏဝတ္တလောဟောတိကမ္မုဏဟောတိပြမနောနသစ္စာဝတ္တလောဟောတိနသစ္စာဟောတိပြမနောသူတို့ရဲ့အယူဆကိုပယ်ဖြစ်တယ်မြတ်စွာဘုရားနသစ္စာဝတ္တလောအောက်တန်းကြတယ်ဆိုရယ်ဇာနှိမ့်နေဆိုတာလေမျိုးရိုးနဲ့မဆိုင်ဘူးတဲ့နသစ္စာဟောတိပြမနောပြမနာဖြစ်တာလည်းပဲမျိုးရိုးနဲ့မဆိုင်ဘူးတဲ့လို့ရနဲ့ပဲဆိုင်တယ်ကမ္မုဏဝတ္တလောဟောတိကမ္မုဏဟောတိပြမနောလုပ်ငန်းကိုကြည့်ပြီးဒီလူရဲ့မြင့်မြတ်မှုနှိမ့်ချမှုသတ်မှတ်ရမယ်မြတ်စွာဘုရားလက်တွေ့ကြဘလောက်ထိလက်တွေ့ကြတော့ဆိုရင်လူတယောက်ဟာသူများပစ္စည်းကိုခိုးရင်တခိုးပဲသူကခိုးတဲ့အလုပ်လုပ်လို့သူ့ကိုတခိုးခေါ်တယ်အဲ့လိုမဟုတ်ဘဲနဲ့လဲထွန်စားရင်လဲသမားနော်စစ်ထဲဝင်ပြီးဘရင်အမှုထမ်းရင်စစ်သားအလုပ်ငန်းတစ်ခုကိုကြည့်တာသူကလေးပညာသင်ပြီးတော့လေးပြတတ်တဲ့မြတ်ပြတတ်တဲ့အတတ်ကိုသင်ရင်ဒါလေးသမားအဲ့ဒါလို့လုပ်ငန်းတစ်ခုလုပ်တာကိုကြည့်ပြီးတော့နာမည်တတ်တယ်ဇက်နဲ့မဆိုင်ဘူးလို့မြတ်စွာဘုရားကဇက်ကိုခြေဖြတ်တဲ့ဝါဒကိုတွင်ဟောတာဆိုဘုရားကိုသိမ့်မုန်းတယ်သူတို့ဗြဟ္မဏတွေကမုန်းကြတယ်ဘာလို့လဲဆိုရင်သူတို့ပဲမြင့်မြတ်တယ်ဆိုတာကိုသူတို့ကဒီယူဝါဒကိုဆုတ်ကင်ထားခြင်းဒါကြောင့်မို့သူတို့ဟာအများအားအထက်စီးကရတယ်ခဏထိပဲအိန္ဒိယနိုင်ငံမှာဇက်မြင့်တွေကအထက်စီးကနေတယ်နေတော့မယ်ခဏလည်းပဲနော်အထက်စီးကနေတယ်ဇက်နေနေရသူတို့ကြောက်နေရတယ်တစ်ဖက်မဟုတ်တစ်ဖက်ကြောက်နေရတယ်ဘလောက်ပဲဥပဒေကနှိပ်ကွက်ဇက်မြင့်နဲ့ဇက်နေဟာရှင်းမပြောရဲရှာကြဘူးမျိုးရိုးကတိမ်ငယ်ပြီးတော့အဲ့ဒါလိုနေကြတာ
အဲ့လိုဖြစ်တယ်ဘုန်းကြီးတို့အိန္ဒိယနိုင်ငံသွားတော့က BHU ဆိုတဲ့ဗာရာဏသီကတက္ကသိုလ်ကြီးကိုကိစ္စတစ်ခုနဲ့သွားတယ်ပြန်လာတဲ့အခါကျတော့သုံးဘိန်းကားကိုစီးပြီးတော့ပြန်လာကြတယ်အဲ့ဒီကဘုန်းကြီးတစ်ပါးနဲ့လမ်းရောက်တဲ့အခါကျတော့ကျောင်းသား2ယောက်ကတားပြီးအဲ့ဒီကားစီးတယ်2ယောက်တက်လာပြီးမြို့ထဲအရောက်ဘုန်းကြီးတို့မဆင်းခင်သူတို့2ယောက်ကအရင်ဆင်းသွားတယ်ဆင်းသွားပြီးတော့ပတ်စံပေးမတော့ကားသမားကလိုက်ပြီးပတ်စံတောင်းတယ်ပတ်စံတောင်းတဲ့အခါမှာမျက်စောင်းထိုးကြည့်သွားတယ်မျက်စောင်းလေးထိုးလိုက်တာနဲ့ဟိုခေါင်းတော့ပြန်ဆုပ်လာနော်အဲ့တော့အဖေါ်ဘုန်းကြီးကိုမေးကြည့်တယ်ဒီကောင်ကြီးကဘာလုပ်လဲလို့ဆိုအဲ့ဒါဇမ်းမြင့်နေတဲ့ဇမ်းမြင့်နေဆိုတော့ဟိုကားမောင်းတဲ့လူကဇမ်းနေတယ်ရှင်ပြီးတော့မပြောရဲဘူးတဲ့ပါရိုက်ခံမှာလေဆက်တောင်းတယ်ပတ်စံမရပါနဲ့ဘာတော့ရိုက်ခံလဲအောင်အဲ့ဒါနဲ့မျက်စောင်းတစ်ချက်ထိုးတာနဲ့ဒီကောင်ပြန်ပြေးလာခဲ့အဲ့ဒီလိုအနိုင်ကျင့်တာတွေကကိုယ်တိုင်တော့မြင်ခဲ့ရဘူးတဲ့ပေါ့နော်ဇမ်းမြင့်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒီလိုသူတို့ကပေါ်စီကယူထားတဲ့နေရာမှာမြတ်စွာဘုရားကဇက်ကိုခြေဖြတ်ပြီးတော့အေးမြင့်မြတ်တဲ့အလုံးလုံးကမြင့်မြတ်သူဖြစ်မယ်မင်းတို့မျိုးရိုးကဘလောက်မြတ်ဘလောက်ပဲမြတ်တယ်ပြောမျိုးရိုးမြတ်ရုံနဲ့မရဘူးဘလောက်ပဲမျိုးမြတ်မဟုတ်တာလို့ရင်မဟုတ်တဲ့နာမည်ပဲပေးမှာပဲခိုးစားရင်တခိုးပဲဓမြတိုင်ရင်ဓမြပဲနော်ဘာဖမ်းလို့ရှိရင်တငါပဲတော်ထဲမှာတော်လဲလို့ရှိရင်မူဆိုးပဲသူ့နာမည်နဲ့သူရှိတယ်လေအဲ့ဒီအလုတ်အားလျော်ဆိုခေါ်တဲ့နာမည်နဲ့ပဲခေါ်အောင်ဒါကြောင့်မို့စတုဝဏသုတ်တိစင်ကြယ်မှုဟာလည်းပဲအမျိုး၄မျိုးလုံးနဲ့ပဲဆိုင်တယ်မျိုးဆက်နဲ့မဆိုင်ဘူးအားလုံးဟာစင်ကြယ်တာဒီကိုချင်းတရားနဲ့ပဲပတ်သက်တယ်လို့မြတ်စွာဘုရားဟောအဲ့ဒီအယူဝါဒနဲ့ပတ်သက်ပြီးတော့ပုံသားတွေကအတ္တလာယနာဆိုတဲ့ထက်မြက်တဲ့လူငယ်လေးကိုဝိုင်းပြီးတော့တိုက်တွန်းကြတယ်ယဟန်ဂေါရမကစတုဝဏသုတ်တိဆိုတာဟောပြောနေတယ်အဲ့ဒါတို့တော်တော်ခံရခဲ့တဲ့သူ့ဝါဒအဲ့ဒီယဟန်ဂေါရမကိုတုပြိုင်ဖက်ပြီးတော့ခြေပပြောဆိုနိုင်မဲ့ပုဂ္ဂိုလ်ဟာမရှိဘူးမင်းသွားပြီးတော့ခြေပမယ်ဆိုလို့ရှိရင်ဖြစ်နိုင်တယ်ဆိုပြီးသူ့ကိုရွေးကြသူကငယ်ပြီမဲ့လို့ထက်မြက်တယ်ဗေဒကျမ်းနေလဲတက်မြောက်တယ်ဒါပြင်မင်းသွားခြေပပါဆိုတော့အတ္တလယနာဘာပြောတော့ဆိုမလုပ်ရဲဘူးတဲ့သူဘုရားဆိုတဲ့ပုဂ္ဂိုလ်တွေဟာဓမ္မဝါဒီတွေတဲ့သူတို့ကတရားနိလန်ကြတဲ့အတိုင်းပြောတာတဲ့နေချာသဘာဝကိုဆုပ်ကင်ပြီးပြောတဲ့ပုဂ္ဂိုလ်တွေသဘာဝကိုဆုပ်ကင်ပြောတဲ့ပုဂ္ဂိုလ်တွေကိုနိုင်အောင်ပြောဖို့ဆိုတာမလို့ခက်တယ်သူကလည်းပညာရှိတော့စဉ်းစားတာပေါ့နော်ဂေါရမဗုဒ္ဓနဲ့သွားပြီးတော့ရှင်ပြောလို့မရဘူးတဲ့သူတို့ကဓမ္မဝါဒီတွေတကယ်အရှိကိုအရှိတိုင်းပြောတာလက်တွေ့သမားတွေလို့ဆိုလို့တယ်ပေါ့နော်ဒီနေရာမှာဓမ္မဝါဒီဆိုလက်တွေ့သမားတွေတဲ့လက်တွေ့သမားတွေကိုသွားပြီးတော့ညှင်းပယ်လို့မဖြစ်ဘူးလို့ဆိုတော့ပုံသားတွေကသူ့ကိုချိန်ချိန်တိုက်တွန်းပြီးနောက်ဆုံးပါပြောတော့ဆိုရင်စစ်မှမထိုးရသေးခင်ကဘာလို့အရှုံးပေးခြင်းရတာတော့ပေါ့လောက်ပါအောင်သွားပြောစမ်းပါအောင်ခေါင်းဆောင်ပြီးတော့ပြောပါဆိုပြီးအားလုံးအတူတကွမြတ်စွာဘုရားအကြောင်းသွားကြတယ်သွားကြပြီးတော့အဲ့ဒီအချက်နဲ့ပတ်သက်ပြီးသွားဆွေးနွေးတာသွားဆွေးနွေးတာသူကဘာစပြောလိုက်တာတော့ဆိုသူတို့ဟာတဲ့ဗြဟ္မဏတွေဟာဗြဟ္မာဖန်ဆင်းတာတဲ့ဗြဟ္မာကမွေးတာဗြဟ္မာရဲ့သားသမီးတွေဖြစ်တယ်ဒါကြောင့်ဗြဟ္မာမျိုးဒီဗြဟ္မဏမျိုးတွေသာလဲမြင့်မြတ်တဲ့အမျိုးတွေဖြစ်တယ်လို့သူဟာဒီလိုယုံကြည်ပါတယ်လို့သူတို့ဟာဗြဟ္မာမင်းကြီးရဲ့သားစဉ်မြေးဆက်တွေပါလို့ပြောတဲ့အခါကျမြတ်စွာဘုရားရိုးရိုးလေးပြောလိုက်တာနေပါဦးနဲ့မင်းတို့အမေတွေအိမ်အောင်ပြုတ်တာလည်းရှိတယ်
မင်းတို့အဖေတွေနဲ့အိမ်အောင်ပြုတ်ပြီးတော့မင်းတို့အမေတွေကမွေးတယ်ဆိုတာလည်းပဲလူတိုင်းအလုံးသိနေတာဒါကိုဘာဖြစ်လို့မင်းတို့ကမြမကမွေးတယ်လို့ပြောချင်ရတာတော့လက်တွေ့သမားလေးဗျာဘုရားအဲ့တိုင်းပဲပြောတာနော်အဲ့တိုင်းပြောတာအားလုံးတွေ့နေရတာပဲတဲ့မင်းတို့အမေတွေမင်းတို့အဖေတွေနော်ကိုယ်ဆောင်နေကြတာတွေအကုန်လုံးမြင်မင်းတို့အမေဖေတွေဟာသူများတွေလိုပဲမွေးတာဖြစ်ခဲ့တဲ့နဲ့ဘာလို့မင်းတို့ကြမှာပြမကဖန်ဆင်းတယ်လို့ပြောရတာတော့နဲ့ပြမဖန်ဆင်းတယ်ဆိုရင်မိုးပေါ်ကကြာခဲ့ပေါ့ဆိုလိုတာကနော်အဲ့လိုမဟုတ်ဘူးတဲ့မင်းတို့ဘယ်လိုလုပ်ပြီးတော့ဘာတာရကနဲ့မင်းတို့ကမြင့်မြတ်တယ်လို့ပြောချင်ရတာတော့လို့ဆိုအဲ့ဒီကစပြီးမြတ်စွာဘုရားနဲ့တည်မိတော့တာပေါ့နော်တည်မိလိုက်တဲ့အခါနောက်ဆုံးမှာဘုရားကသူ့ကိုမိခွန်းနေထုတ်သွားတာနေပါအောင်မင်းပါဏာတိပါဒကရှောင်းတယ်ပါဏာတိပါဒအမှုကိုကျွလွန်တယ်ဆိုတာခတ္တယလူမျိုးကျွလွန်တာရှိတယ်ပြမနာလူမျိုးကျွလွန်တာရှိတယ်ဝိတ္တကျွလွန်တာရှိတယ်သုဒ္ဓကျွလွန်တာရှိအလုံးဟာကျွလွန်လို့ရှိရင်ပါဏာတိပါဒဆိုရယ်ဒုစရိုက်ကြောင့်သေသည်အချမ်းမဲ့နဲ့မကောင်းတဲ့ဘုံရောက်ကြတာဟာတူတူပဲပါဏာတိပါဒမှာရှောင်တယ်အဒိဏဒါနရှောင်တယ်ဒုစရိုက်တွေကိုရှောင်ပြီးတော့လှုပ်ဆောင်ကြတဲ့အခါမှာလည်းပဲပြမနာပဲဖြစ်ဖြစ်ခတ္တယပဲဖြစ်ဖြစ်ဝိတ္တပဲဖြစ်ဖြစ်သုဒ္ဓပဲဖြစ်ဖြစ်အလုံးကကောင်းတဲ့ဥဒိပုံရောက်ကြတာလည်းပဲတူတူပဲကုသိုလ်ကောင်းမှုလုပ်ကြတာလည်းတူတူပဲအကုသိုလ်လုပ်ကြတာလည်းတူတူပဲဘာများထူးချွန်ပြီးတော့ပြမနာမျိုးကပုံမြင့်မြတ်တယ်လို့ပြောချင်ရတာတော့မြတ်စွာဘုရားအဲ့ဒီမိကုန်းနေမေးပြီးတော့နောက်ဆုံးမှာဒီဇတ်ဟာအဓိကမဟုတ်တဲ့အကြောင်းထိအောင်မြတ်စွာဘုရားသူ့ကိုမိကုန်းနေမေးတာဘာကြောင့်ဇတ်ဟာအဓိကမဖြစ်တုံးဆိုအဲ့ဒီအချိန်မှာဆိုလို့ရှိရင်သူကခတ္တိယမျိုးအမျိုးသားနဲ့ပြမနာအမျိုးသမီးအိမ်အောင်ဖက်လို့အိမ်အောင်ကြလာလို့မွေးဖွားလာတဲ့သားဟာပုံနာတွေကအလေးပေးရတယ်။ဘာလို့လဲဆိုအဖေမျိုးကခတ္တိယဆိုမင်းဆိုးရာစာမျိုးဖြစ်တယ်။ဒါကြောင့်မလို့သူတို့ကခွင့်ရေးပေးတယ်။အကယ်၍အဖေကပြမနာအဖေကပြမနာအမေကခတ္တိယအမျိုးသမီးအိမ်အောင်ဖက်တဲ့အခါမွေးလာတဲ့လူကြလို့ရှိရင်ခတ္တိယတွေကဘယင်မမြောက်ဘူးအဲ့ဒီလူမင်းမမြောက်ဘူးသူကနော်ဘာလို့လဲဆိုအဖေဘက်ကခတ္တိယမဟုတ်ဘူးဒါကြောင့်မလို့သူမင်းဆိုးရစာဖြစ်မရွေးဘူးအဲ့ဒီအစဉ်လာကြီးကိုမြတ်စွာဘုရားထောက်ပြပြီးတော့ပြောတယ်နောက်တစ်ခါခတ္တိယတွေတဲ့ပြမနာတွေထဲမှာပညာတတ်သူနဲ့မတတ်သူဘယ်သူကိုဦးစားပေးမလဲအကျင့်ကောင်းသူနဲ့မကောင်းသူဘယ်သူကိုဦးစားပေးမလဲလို့ဆိုတဲ့အခါကျလက်တွေ့ကြတော့အကျင့်ကောင်းတဲ့ပုဂ္ဂိုလ်ဦးစားပေးရတယ်ပညာတတ်တဲ့ပုဂ္ဂိုလ်ဦးစားပေးရတယ်ဆိုတော့ဘုရားဘာပြောတော့ဆိုဏိကုံးချုပ်ကြတော့ကြည်လေမင်းပြောတာပထမဆုံးကဇတ်အဓိကလို့ပြောတယ်အခုကျတော့ငါပြောတဲ့အတိုင်းပဲကိုချင်းသီလနဲ့အကျင့်တရားဟာအဓိကဖြစ်သွားပြီဆိုလိုက်တော့ तू ပြောစရာမရှိတော့အရှုံးပေးလိုက်ရပေါ့နော်အတ္တလာယနာအဲ့ဒါလို့အတ္တလာယနာသုတ်တံဆိုတာရှိတယ်အဲ့သုတ်တံမှာမှတ်တမ်းတင်တာနောက်ဆုံးမှာမြတ်စွာဘုရားရဲ့ဝါဒအတိုင်းဖြစ်သွားတယ်မိခွန်းကြီးထုတ်မေးလိုက်တဲ့အခါဇက်ကလည်းပြမနာဇက်ကြီးကလည်းအဓိကမဟုတ်ဘူးအကယ်၍ပြမနာဇက်ကအဖေခတ္တိယဇက်ကအမေဆိုမင်းတော့မဖြစ်ဘူးသူတို့ခေတ်ကဘယင်မမြောက်မခံရဘူးအဲ့ဒါလောက်ထိအောင်သူတို့ကသို့တော်လဲသူတို့ပြမနာကသာမြတ်တယ်လို့သာပြောနေတာအဲ့တော့ကိုချင်းသီလပိုင်းနဲ့စစ်ဆေးလိုက်တဲ့အခါလဲဇက်ကဘာမှအသုံးမဝင်မြန်ဘူးပညာနဲ့စစ်ဆေးလိုက်တဲ့အခါလဲဇက်ကနောက်တန်းရောက်သွားတယ်အဲ့တော့သီလနဲ့ပညာဒီနှစ်ခုကသာလဲနောက်ဆုံးမှာအနှစ်သာရအဖြစ်ကြံရစ်တယ်အဲ့ဒါငါပြောတဲ့စတုဝဏသုတ်တိပဲလို့မြတ်စွာဘုရားဏိကုံးချုပ်လိုက်တဲ့အခါအတ္တလာယနာရှုံးသွားတယ်နော်မြတ်စွာဘုရားနဲ့တူဖက်မပြောနိုင်တော့အဲ့ဒီမှာသူဟာမြတ်စွာဘုရားအပေါ်မှာအလွန်ကြည်ညိုတဲ့စိတ်ဖြစ်သွားတယ်အလွန်ကြည်ညိုတဲ့စိတ်ဖြစ်လို့အထက်ကရာမှာမှတ်တမ်းတင်ထားတာအဲ့ဒီအတ္တလာယနာမျိုးတွေဟာတရားတရားအလွန်ကောင်းပြီးတော့
မြတ်စွာဘုရားနဲ့တွေ့လို့ဆုံးမတဲ့အခါမှာသူတို့ဟာမြတ်စွာဘုရားကိုအလွန်ချီးညိုပြီးတော့အတ္တလာယနာတွေရဲ့အိမ်ဝင်းနေထဲမှာစေတီပထိုးတည်ထားပြီးတော့ကိုးကွယ်လေးရှိကြတယ်တဲ့အိမ်ထဲမှာစေတီတည်တဲ့အလေးအထတောင်ဖြစ်သွားတယ်နောက်ပိုင်းကျတော့အဲ့လိုဖြစ်သွားအတ္တလာယနာတွေအနွယ်တွေအဲ့ဒီရှင်မာကုဋ္ဌိကဆိုတာဟာအတ္တလာယနာရဲ့သားပဲဖြစ်တယ်ပေါ့သူကအတ္တလာယနာဆိုတဲ့ဗြဟ္မဏရဲ့သားအဲ့ဒီသားဖြစ်ကြောင်းကိုသူဘာပြန်သူပြောပြပုံကအကြည့်မာတာသန္ဒဝတိနာမပိတာမေအတ္တလာယနောသူမေတော်ကြီးကသန္ဒဝတိပါတဲ့သူ့အဖေကအတ္တလာယနာပုံနာပါတဲ့ယထာမေပိတရံဗုဒ္ဓောဝိနယိသဗ္ဗတုဋ္ဌိယမြတ်စွာဘုရားကဇတ်လူမျိုးအားလုံးဇတ်၄မျိုးစလုံးဟာကောင်းခြင်းကောင်းကြံကြံလို့ရှိရင်၄မျိုးစလုံးဟာစင်ကြယ်နိုင်တယ်လို့မြတ်စွာဘုရားကသူဖခင်အတ္တလာယနာကိုဆွဆုံးမတဲ့အခါမှာနော်သူ့ဖေကကြွတန်းဝင်သွားတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာစကားတူပြိုင်ပြောတဲ့အချိန်မှာသူ့ဖေက16နှစ်ပဲရှိသေးတယ်အဲ့တော့အဲ့ဒီနေရာလေးမှာစဉ်းစားကြရတော့သူ့ဖေကအဲ့ဒီကနေစပြီးဗုဒ္ဓဘာသာဖြစ်တယ်လို့ပြောရမှာဖြစ်တယ်ပေါ့နော်ဘုရားဘာသာဖြစ်သွားတယ်အဲ့သူ့ကိုမွေးဖို့ဆိုလို့ရှိရင်အသက်48နှစ်နောက်ပိုင်းကျမှသူမွေးလို့ရမှာလေမွေးလို့ရမှာသူတို့ကအိမ်အောင်ပြုလို့မရဘူးခြားထဲမှာအဲ့တော့သူတို့အစဉ်လာနဲ့ကြည့်မယ်ဆိုရင်48နောက်ပိုင်းကျမှသူဟာမွေးဖွားလာတာဖြစ်မယ်သို့တော်ဒီမှာစကားပြောလိုက်တဲ့အခါကျတော့တဒါပတန်နောသူကတိပပ္ပစိအနာခါရိယအစဉ်လာရပြောတာဖြစ်လိမ့်မယ်သူ့အဖေကပြန်ပြောတာဖြစ်လိမ့်သူ့ဖေရဲ့နောက်ပိုင်းအိမ်အောင်ကြပြီးတော့48နှစ်မြောက်နောက်ပိုင်းမှာအိမ်အောင်ပြုတ်လိုက်တယ်အိမ်အောင်ပြုတ်လိုက်တဲ့အခါမှာ48 49အတွင်းမှာသူ့ဖေ48နှစ်49နှစ်လောက်မှာသူ့ကိုမွေးဖွားမှာပေါ့မွေးဖွားလာတဲ့အရွယ်ရောက်လာတဲ့အချိန်ကျတော့သူ့ဖေကမြတ်စွာဘုရားကသူ့ကိုဆုံးမတဲ့စကားတွေကိုသူ့သားကိုပြန်ပြောပြပါလိုက်တယ်ကုဋ္ဌိကကိုပြန်ပြောပြတဲ့အခါမှာသူဟာကြည်ညိုသရပွားများပြီးတော့မြတ်စွာဘုရားရဲ့ထာမယဟန်ဝတ်တယ်လို့သူဆိုတယ်နော်အဲ့ဒီကျမှယဟန်ဝတ်တာဖြစ်တဒါပတန်နောသူကတိပပ္ပစိအနာခါရိယမြတ်စွာဘုရားပေါ်မှာကျင့်တဲ့အာရကြည်ညိုလှလို့သူပေါင်းကခွာရှောင်ပြီးတော့သူဟာယဟန်ပြုခဲ့တယ်အဲ့ဒီယဟန်ပြုတဲ့အခါမှာမောက္ကလာနောအာစရိယောဥပိ္ပစ္ဆာတာရိတံဘောသူတို့လည်းပြမနာတွေကြီးပဲသူ့ရဲ့တရဏဂုံပေးတဲ့ဆရာကရှင်မမောက္ကလာဥပိ္ပဇေဆရာကရှင်သာရိပုတ္တရာဖြစ်ပါတယ်လို့ဟောဒီလိုမှတ်တမ်းတင်ထားတာသူကသူ့ဘဝစာကြောင်းအထုပ္ပတ္တိကိုနော်အော်တိုဘိုင်အိုဂရာဖီသဘောမျိုးသူပြန်ပြောပြတာပဲအဲ့ဒီမှာကေတေတုစိတ်ဆမာနေတုဒိဋ္ဌိစိတ်စာဒိဋ္ဌိစိတ်နာတမူလိကာသူကညံထက်တဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်သာသနာပေါင်းဝင်မှုခေါင်းရိပ်လိုက်တဲ့အချိန်မှာပဲမှားယွင်းတဲ့အမြင်တွေဟာသူ့မှာအမြစ်ပါမကြံအောင်ဖယ်ရှားပြလိုက်နိုင်တယ်ဆိုတော့သူဟာဒီသောတာပန်ဖြစ်သွားတယ်လို့ဆိုလို့တယ်ဆန်ချတဲ့အချိန်မှာပဲသူသောတာပန်ဖြစ်သွားတယ်နိဝတင်ဒောသကတဝံအရဟတမပ္ပပုနေသင်္ကန်းဝတ်ပြီးလိုက်လို့ဥပိ္ပဇေယူသင်္ကန်းဝတ်လိုက်တဲ့အချိန်မှာကျတော့သူဟာယဟန္တာဖြစ်သွားတယ်ဆံရိပ်တဲ့အချိန်တုန်းကသောတာပန်ယဟန်ဝတ်လိုက်တဲ့အချိန်ကြတဲ့အခါကျတော့သင်္ကန်းဝတ်လိုက်တဲ့အချိန်ကျတော့ယဟန္တာဖြစ်ခဲ့တယ်လို့လူပြောခဲ့တာတော့နော်ဒီလိုပြောတာအထဓမ္မနိရုတ္တိတုပฏิဘာနေစမေမတိတဲ့သူရဲ့စိတ်ကူးဉာဏ်ကူးတွေဟာပွင့်လင်းတယ်ယဟန္တာဖြစ်လာတဲ့အခါမှာသူကောင်းထဲမှာအကြံတူးဉာဏ်တူးတွေအသိပညာအထူးတွေဟာဖြစ်ပေါ်လာတယ်ပဋိသင်္မိရာဉာဏ်လို့ခေါ်တယ်ဘယ်ရာပဲဖြစ်ဖြစ်ခွဲခြားစိတ်ဖြာသိတဲ့ဉာဏ်အကြောင်းတရားကိုခွဲခြားစိတ်ဖြာသိတယ်ဓမ္မပဋိသင်္မိရာအကျိုးတရားတွေကိုခွဲခြားစိတ်ဖြာသိတယ်အဋ္ဌပဋိသင်္မိရာ
တနည်းအားဖြင့်ပြောမယ်စကလုံးနဲ့ပတ်သက်ပြီးခွဲခြားစိတ်ဖြာကြည့်တယ်နော်ဓမ္မပဋိသင်္ပိဓာစကလုံးရဲ့အ내ဒိဗ္ဗေနဲ့ပတ်သက်ပြီးတော့ခွဲခြားစိတ်ဖြာပြီးသိတယ်အဋ္ဌပဋိသင်္ပိဓာဒီလိုဆိုတယ်နောက်တစ်ခါနိရောဓိပဋိသင်္ပိဓာစကလုံးသုံးတာဟာ usage နဲ့ပတ်သက်ပြီးအမှားအမှန်ကိုသိတာ usage ကမသိလို့ရှင်ရေအေးလေးတစ်ခွက်ပေးပါဆိုတော့ရေချမ်းချမ်းလေးတစ်ခွက်ပေးပါဆိုတာအဲ့ဒါ usage မှားတာခေါ်တယ်နော် usage မှားတာခေါ်တယ်ရေကြတော့ချမ်းချမ်းလေးလို့မသုံးဘူးလေနော်အေးအေးလေးပဲသုံးတာပေါ့အဲ့ဒါလို့အသုံးဆွဲမှားတာမျိုးတွေမရှိဘူးစကလုံးနဲ့ပတ်သက်ပြီးနိရောဓိပဋိသင်္ပိဓာဉာဏ်ရတယ်တဲ့နောက်တစ်ခါအသိဉာဏ်နေနဲ့ပတ်သက်ပြီးတော့ခွဲခြားစိတ်ဖြာနိုင်စွမ်းရှိတဲ့ပฏิဘာနာပဋိသင်္ပိဓာဆိုအဲ့ဒီပဋိသင်္ပိဓာဉာဏ်ခွဲခြားစိတ်ဖြာပြီးသိတဲ့နေရာမှာသူဟာအထွတ်ထိပ်ကိုရောက်သွားတဲ့ပုဂ္ဂိုလ်တူဖြစ်သွားတယ်ဉာဏ်ထက်တယ်ပေါ့သူ့ဖေကလည်းစာတော်ဉာဏ်ထက်ကို16နှစ်အရွယ်နဲ့ပဲသူကဝေရာကျမ်းတွေကိုနှုတ်တဲ့ဆောင်နိုင်တဲ့ပုဂ္ဂိုလ်ဆိုထူးခြားတယ်သူသားလည်းပဲအဲ့ဒါလို့ထူးချွန်တယ်လို့သူတို့ပြောမှာနော်အဲ့ဒါကိုသူပြောတယ်ပပိနာတေနလောကေကောဧတတေကေထပေတိမံဒါကြောင့်မို့လောကရဲ့ထွတ်ထားမြတ်စွာဘုရားကသူ့ကိုထူးခြားတဲ့ပဋိသင်္ပိဓာဉာဏ်အရာမှာထူးခြားတဲ့ပုဂ္ဂိုလ်အဖြစ်ချီးမြှောက်ခဲ့ပါတယ်လို့သူကိုသူပြန်ပြောခဲ့တာနော်သူဇာလံကိုသူပြန်ပြောခဲ့တယ်အဲ့ဒီမှာသူဟာရှင်သာရိပုတ္တရာနဲ့ယဉ်နေတယ်သူရဲ့ဥပိ္ပဇေဆရာလည်းဖြစ်တယ်ဥပိ္ပဇေဆရာလည်းဖြစ်တယ်စိတ်ကူးဉာဏ်ကူးတွေကလည်းများတော့ရှင်သာရိပုတ္တရာကိုမေးခွန်းတွေခဏခဏမေးတယ်နော်ယန္နာဖြစ်ပြီးတော့ဘာကိစ္စမေးတာတုံးလို့ပြောစရာလည်းရှိတယ်နော်သူသိဖို့အတွက်တဲ့သူသိဖို့အတွက်လည်းပါချက်ပါမယ်ပေါ့အများအတွက်ဓမ္မနဲ့ပတ်သက်ပြီးတော့ရှင်းလင်းတဲ့ဟာတွေကိုရှင်းလင်းအောင်ရှင်သာရိပုတ္တရာကိုမေးတာဖြစ်တယ်အဲ့ဒီရှင်သာရိပုတ္တရာမေးတဲ့သုတ်တန်တွေထဲမှာထူးခြားထင်ရှားတဲ့သုတ်တန်တစ်ခုကမဟာဝေဒန်လသုတ်လို့ခေါ်တယ်အဲ့ဒီမဟာဝေဒန်လသုတ်ကိုလည်းခေါ်ထားဘူးသားရှိတယ်နော်မဟာဝေဒန်လသုတ်အဲ့ဒီမဟာဝေဒန်လသုတ်မှာမေခွန်းပေါင်း36ပုဒ်မေခွန်းနေမေးတာရှင်သာရိပုတ္တရာကိုသူမေခွန်းနေမေးခဲ့ဘူးတယ်ဒီပြင်မှာလည်းပဲမေခွန်းနေမေးတဲ့သုတ်တန်တွေရှိတယ်ပေါ့နော်သို့သောမဟာဝေဒန်လသုတ်ကိုမေခွန်းထုတ်ပြီးတဲ့နောက်မှာမြတ်စွာဘုရားဟာသူ့ကိုထူးချွန်ထက်မြက်တဲ့နေရာမှာဣတရေဘွယ်တို့နဲ့ချီချူးမြောက်စားခဲ့ဘူးတာတဲ့သူဆိုတယ်နော်အဲ့ဒီမှာသူပြန်ပြောတာကအတ္တန်ဒိဋ္ဌံဝိယကာတိအတ္တန်ဒိဋ္ဌာဆိုတန်ဒိဋ္ဌာဆိုတန်ထေဟတန်ထေဟဆိုတာတန်တရားဖြစ်တာသူစကားပြောလို့ရှိရင်ဘယ်တော့မှတန်တရားနဲ့ပြောတာမျိုးမရှိဘူးတိကျပြောတာဒါတော့ဖြစ်ပါလိမ့်မယ်ဟုတ်ပါလိမ့်မယ်ဒီလိုနေပါထင်ပါရဲ့ဆိုတာမျိုးမလုပ်ဘူးသူကတိတိကျကျပဲနော်အတ္တန်ဒိဋ္ဌံတန်တရားကင်းတဲ့စကားဖြစ်တန်တရားကင်းတဲ့စကားမျိုးဝိယကတိထုတ်ဖို့ပြောကြတတ်တယ်ဥပဒိဋ္ဌေနပုစ္စိတောရှင်သာရိပုတ္တရာကမေခွန်းမေးလိုက်လို့ရှိရင်လည်းသူဟာဖြေတယ်သူကမေခွန်းမေးရင်လည်းရှင်သာရိပုတ္တရာကဖြေတယ်သူတို့နှစ်ပါးဟာအမြဲတမ်းမေးလိုက်ကြဖြေလိုက်ကြဒီလိုနေကြတယ်ပဋိသင်္ပိဓာတုတေနဟံအခောတံဗုဒ္ဓသာသနေမြတ်စွာဘုရားရဲ့အဆုံးအမသာသနာတော်မှာသူဟာထူးခြားထက်မြက်တဲ့ပဋိသင်္ပိဓာဉာဏ်အရာမှာထူးခြားထက်မြက်တဲ့ပုဂ္ဂိုလ်ဖြစ်ခဲ့ရတယ်လို့ဆိုတာရှင်သာရိပုတ္တရာမေးသမျှလည်းသူကဖြေနိုင်တယ်သူမေးသမျှလည်းရှင်သာရိပုတ္တရာကဖြေတယ်ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်ကြီးနဲ့တွဲဖက်ပြီးတော့သူပြောဆိုခဲ့တဲ့သုတ်တန်နေတော်တော်များများလေးရှိတယ်ပေါ့နော်အဲ့ဒီမထေမြတ်ရဲ့အမတ်တရားစကားရှင်မဂုတ္တိကရဲ့အမတ်တရားစကားဘာလို့လို့ဆိုလို့ရှိရင်ဥပတန်တောဥပရတောမန္တဘာနီအနုတ္တတောဒုနာတိပပကေဓမ္မေဒုမပတ္တံဝမာလုတောသူပြောတဲ့အမတ်တရားစကားလေးကဒီစကားပဲဖြစ်တယ်ပေါ့နော်သူကထူးခြားတဲ့မတ်တရားစကားလေးတခုပြောတယ်
ဥပတ္တန်တောဆိုတာသူဟာအပေါ်ယံကြည့်လိုက်မယ်ဆိုရင်လေဣန္ဒြေတွေနဲ့ပတ်သက်လာလို့ရှင်တယ်ငြိမ်သက်အေးချမ်းတဲ့အိန္ဒြေရှိတယ်မျက်စိအနေထားနာအနေထားဆိုလိုတာကမျက်စိကမြင်ပြီးတော့လဲဒီမငြိမ်းချမ်းတာမဖြစ်ဘူးနားကကြားပြီးတာလဲမငြိမ်းချမ်းတာမဖြစ်ဘူးဣန္ဒြေတွေဟာငြိမ်သက်ပြီးတော့တည်ငြိမ်နေတယ်ကိလေသာတွေနဲ့နှောက်ယှက်ပြီးတော့နေတာမျိုးမရှိဘူးစိတ်နှလုံးဟာလဲနှလုံးသားဟာလဲအမြဲတမ်းအေးချမ်းနေတယ်ရတ္တဘေရတ္တဖို့ဆိုတာရရှိပြီးတဲ့ပုဂ္ဂိုလ်ဖြစ်လို့နိဗ္ဗာန်ဆိုတဲ့အငြိမ့်တက်ကိုအချိန်ချင်းအာရုံပြုထားသည့်အတွက်ကြောင့်သူ့နှလုံးဟာအေးမြနေတယ်ပူပင်နေဆိုတာလုံးဝမရှိဘူးဟရယတန္တိနှလုံးသားရဲ့အေးချမ်းမှုဆိုတာဘယ်သူကပေးနိုင်တာတော့ဆိုလို့ရှိရင်ရတ္တမေရတ္တဖို့ကပေးတဲ့နှလုံးသားရဲ့အေးချမ်းမှုသူအပြည့်အဝရရှိထားတယ်အဲ့တော့ကိုယ့်ကိုစဉ်းစားကြည့်မယ်ဆိုရင်ဘုန်းကြီးတို့တွေစိတ်နှလုံးရဲ့အေးချမ်းမှုပြည့်ဝမရကြဘူးစိတ်နှလုံးပူလောင်မှုတွေနဲ့ပဲနေကြတယ်ပုရုဇဉ်ပုဂ္ဂိုလ်တွေဆိုတာအေးချမ်းတဲ့အခါတာမန်အေးချမ်းမှုလေးရနိုင်တော့လည်းပဲပူလောင်မှုတွေကပဲများနေတယ်အမြဲတမ်းနော်ကိလေသာဆိုတဲ့ပူလောင်မှုတွေနဲ့စိတ်နှလုံးဟာအေးချမ်းမှုမရကြဘူးယန္နာပုဂ္ဂိုလ်ဖြစ်သွားပြီဆိုလို့ရှိရင်စိတ်နှလုံးဟာဘယ်တော့မှပူလောင်တာမလာတော့ဘူးဘလောက်ပဲအပူတွေတိုက်မြစ်ကြီးကိုမိထုံးနဲ့ရှိုးလို့မြစ်ရည်တွေဟာပူမသွားသလိုပဲသူ့ရဲ့နှလုံးသားဟာလည်းမြည်သည့်လောကရန်နေနဲ့ပဲတွေ့သူ့ရဲ့နှလုံးသားဟာအေးချမ်းနေတယ်ပေါ့ပူကောင်လုံးလို့မရဘူးစိတ်နှလုံးအေးချမ်းမှုအပြည့်အဝရတယ်လို့သူဆိုတယ်ဥပရတ္တသူဟာရှောင်ကျဉ်တဲ့နေရာမှာလည်းပဲအပြည့်အဝရှိတယ်မကောင်းမှုဒုစရိုက်တွေကနေလုံးဝရှောင်ကျဉ်ထားတဲ့ပုဂ္ဂိုလ်ရဟနာဖြစ်သွားပြီဆိုလို့ရှိရင်ဒုစရိုက်ဆိုးတွေကလည်းကင်းတယ်ဒုစရိုက်တွေမကဘူးစိတ်ထဲနှလုံးထဲမှာဖြစ်တဲ့ကိလေသာဆိုတဲ့အဆိုးတရားတွေကလည်းပဲရှောင်ကျဉ်မိသားဖြစ်နေအကုသိုလ်တွေကလည်းရှောင်တင်တယ်အားလုံးအဆိုးတရားတွေနဲ့အလွန်ဝေးကွာပြီးတော့ရှောင်ကျဉ်နိုင်တဲ့ပုဂ္ဂိုလ်ထူးခြားတဲ့အရေးချင်းတစ်ခုကိုရရှိတဲ့ပုဂ္ဂိုလ်အဲ့တော့ဒီစကားတွေကသူ့ကိုယ်သူပြန်ပြောတာသူလို့ပြောတာမဟုတ်ဘဲနဲ့ယဟန္တာပုဂ္ဂိုလ်တူရဲ့အခြေအနေတစ်ခုသူယဟန္တာပါလို့တိုက်ရိုက်မပြောတော့လည်းပဲသူခံစားရတဲ့အနေအထားမျိုးလေးတစ်ခုဥပတ္တန်တောဥပါရတောရှင်တဲ့နှလုံးထဲမှာအေးချမ်းနေတဲ့ပုဂ္ဂိုလ်ဥပါရတောမကောင်းမှုအကုသိုလ်တွေကလုံးဝရှောင်ရှားနိုင်တဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်မျိုးဟာတဲ့မန္တဘာတိသူပါဇက်ကသူနှုတ်ကနေထွက်ပြီးတော့ပြောလိုက်တဲ့စကားတွေမှန်သမျှပညာနဲ့ပဲပြောတယ်နော်ပညာနဲ့ကြီးပဲပြောတယ်အရန်ပြောတာတခုမှမရှိဘူးအသိပညာနဲ့ပြောတာပြောတဲ့ပြောလိုက်တဲ့စကားမျိုးပဲပြောတယ်မှန်ကန်တဲ့စကားမျိုးကိုပဲပြောတယ်အကျိုးရှိတဲ့စကားမျိုးကိုပဲပြောတယ်မန္တဆိုတာပညာဘာနီဆိုတာပြောတာပညာနဲ့ပြောတဲ့စကားနော်အလဟတပြောတဲ့စကားတခုမှမရှိဘူးပြောလိုက်တဲ့စကားသည်အသိပညာနဲ့ပြောတာလေးပဲဖြစ်တယ်အနုတ္တတောစိတ်တွေဟာလည်းလေလွင့်ခြင်းပြန့်လွင့်ခြင်းမရှိဘူးအာယုံပေါ်မှာမတိမငြိမ်ဖြစ်တာလည်းမရှိဘူးအပြောကလည်းပညာပါတယ်စိတ်နေသဘောထားကလည်းတည်ငြိမ်တယ်လို့ဆိုတယ်ယန္နာပုဂ္ဂိုလ်တူရဲ့စိတ်အနေထားတစ်ခုဒါရှင်းလင်းဖော်ပြတဲ့သဘောနော်အဲ့တော့ဒီလိုဖော်ပြခြင်းအဖြစ်သူဟာဒီချင်းနေရှိတယ်ဆိုတာကိုလည်းပဲဘေးကကြားရတဲ့ပုဂ္ဂိုလ်တွေကနားလည်သွားကြတယ်ပေါ့မန္တဗန္နိအနုတ္တတောထုနာတိပပကေဓမ္မေပပကေဓမ္မေဆိုတာအောက်တန်းကျတဲ့သဘာဝတရားတွေမှန်သမျှသူဟာလုံးဝဖြတ်စည်းပြလိုက်ပြီသူရင်တဲ့နှလုံးထဲမှာအောက်တန်းကျတဲ့စိတ်နေသဘောထားတွေတခုမှမရှိတော့ဘူးလို့ဆိုလိုတယ်နော်
အောက်တန်းကျတဲ့စိတ်နေသဘောတရားတွေမကောင်းတဲ့ဘက်ကိုတွန်းပို့တတ်တယ်အောက်တန်းကျတဲ့စိတ်နေသဘောတွေဘာတွေတုံးဆိုလို့ရှိရင်လောဘတွေဒေါသတွေမောဟတွေမာမနတွေအဲ့ဒီမကောင်းမှုအကုသိုလ်တွေကိုတရုပ်ဖော်ပြတဲ့အခါမှာအဘိဓမ္မာတော့လောဘဒေါသမောဟပြောမယ်ဆိုလို့ရှိရင်အကုသိုလ်စေတသိက်14ခုပေါ့အဘိဓမ္မာသင်တဲ့လူတွေနဲ့ပြောမှဆိုရင်နော်မောဟအေရိကအနတ္တပဩဒ္ဒစအမှန်မသိတဲ့မောဟရဲ့ဒုစရိုက်ကိုမရှက်တာမကြောက်တဲ့အာရိကအနတ္တပရဲ့စိတ်တည်ငြိမ်မှုမရှိတဲ့ဩဒ္ဒစရဲ့အဲ့ဒီသဘာဝတရားတွေဟာအကုသိုလ်ဖြစ်တိုင်းဖြစ်နေကြတာစိတ်ရဲ့အညစ်အကြေးတွေပဲလောဘဒိဋ္ဌိမာနအာယုန်ဒီပေါ်မှာတွေ့တာတဲ့လူချင်းနဲ့ရပြီးရင်လည်းဆုတ်ကင်ထားတယ်ဆိုရဲလောဘဒိဋ္ဌိဆိုရဲမှားယွင်းတဲ့အမြင်မာနလို့ဆိုရဲကိုယ်ပေါ်မှာအထင်ရောက်မှုဆိုရဲဒီအစိုးတရားတွေဟာလူတွေရဲ့တဏ္ဍာမှာဖြစ်လေဖြစ်တာရှိတဲ့အစိုးတရားတွေထို့တူပဲဒေါသအိတ်တာမစ္စရိယကုက္ကုစာဒုနဲ့ဒုမုန်းတယ်နော်မုန်းတယ်စိတ်ဆိုးတယ်ဆိုရဲဒေါသတစ်ဖက်သားကြီးထွားလာလို့ရှိရင်မနာလို့မရှုစိတ်jealousy ဖြစ်တယ်အိတ်တာကိုယ်သာကြီးပွားခြင်းနဲ့သူများကိုမကြီးပွားစေခြင်းဘူးဆိုတဲ့ကျင်းမြောင်းတဲ့စိတ်နေသဘောတာမစ္စရိယမကောင်းတာတွေလုံးမိတာတို့ကောင်းတာတွေမလုံးမိတဲ့အပေါ်မှာစိတ်ပူတာစိတ်ပူပြီးနှောင့်နှားရတာကုက္ကုစာအဲ့ဒီလောဘဒေါသမောဟဒေါသအိတ်တာမစ္စရိယကုက္ကုစာဆိုတဲ့ဒီအဆိုးတရားတွေလည်းသူ့ရင်ထဲမှာမရှိဘူးနောက်တစ်ခုကဝိသိကိစ္စဌိနမိတ်္ထဌိနမိတ်္ထဆိုတာကောင်းတဲ့အလုပ်ကိုလုပ်ပြီးဆိုရင်စိတ်အားတွေကရောကျသွားတယ်ဌိနစိတ်အားတွေရောကျသွားတယ်လို့ရုပ်ကြီးကပါရောကျသွားတယ်မိတ်္ထနော်စိတ်အားကုသိုလ်နဲ့ပတ်သက်လာလို့ရှိရင်စိတ်ဟာထက်သန်လန်းဆန်းခြင်းမရှိပဲနဲ့နွမ်းကျသွားတာဌိနမိတ်္ထလို့ခေါ်တယ်ဌိနမိတ်္ထလို့ခေါ်တယ်စိတ်ထက်သန်မှုမရှိဘူးရောကျသွားတယ်တွန့်လာတယ်အဲ့ဒီသဘောမျိုးဌိနမိတ်္ထအဲ့ဒီဌိနနဲ့မိတ်္ထဘာထူးလဲလို့ဆိုလို့ရှိရင်ဌိနဆိုတာစိတ်ရဲ့စိတ်အားတက်မှုစတင်ရောချမှုမိစ္ဆာဆိုတာကိုယ်ကာယရဲ့ဒီကိုယ်ကာယရဲ့နွမ်းနယ်မှုကိုအကြောင်းပြုပြီးစိတ်ရောချမှုစိတ်ရဲ့စိတ်ကိုပဲအခြေခံပြီးတော့ရောချတာကဌိနရုပ်ကိုအခြေခံပြီးတော့ရောချလာတာတော့မိစ္ဆာလို့ဒီလိုခွဲလို့ရတယ်နော်စာရီထဲမှာတော့အဲ့ဒါလို့ပြောမထားဘူးဒါအဘိဓမ္မာသဘောအရဆင်ခြင်ကြည့်လို့ရတယ်နော်ဒုက္ခနဲ့ဒေါမနတတို့လို့ပေါ့ဒုက္ခနဲ့ဒေါမနတကိုကြည့်ရုပ်ခန္ဓာကိုယ်ကစပြီးတော့ဖြစ်တာကိုဒုက္ခလို့ခေါ်တယ်စိတ်ကစဖြစ်တဲ့ဆင်းရဲမှုကိုတော့ဒေါမနတလို့ခေါ်တယ်ပေါ့နော်လူတွေမှာကြည့်လေသွားကြိုက်တယ်နားကြိုက်တယ်စိတ်ညစ်တယ်သွားကြိုက်တာနားကြိုက်တာကကာယကကိုယ်ကစဖြစ်တာစိတ်ညစ်တယ်ကြစိတ်ထိသွားပြီသွားကြိုက်နားကြိုက်လို့စိတ်ညစ်တာနော်သွားလည်းမကြိုက်ဘူးနားလည်းမကြိုက်ဘူးမကောင်းတဲ့ရင်ကြားရတယ်ဥပမာကိုယ်မှာဆုံးရှုံးတယ်အမေသေးတယ်အဖေသေးတယ်စသဖြင့်ပေါ့ဆွေမျိုးသားချင်းတွေကတယောက်ယောက်ပျက်စီးတယ်ကိုယ်ပစ္စည်းတွေဆုံးရှုံးသွားတယ်မိလောင်ပျက်စီးသွားတယ်လူကတော့အကောင်းပဲလန့်ဆန်းနေတာသို့တော့အဲ့ဒီသတင်းကြားလိုက်တဲ့အခါကျတော့စိတ်ကစိတ်ညစ်သွားတယ်စိတ်ညစ်သွားလို့ရှိရင်ကိုယ်ကလည်းပဲနှုံကြသွားတာအဲ့ဒါကြတော့ဒေါမနတအဲ့ဒါကြောင့် body origin mind effect mind origin body effect လို့နိုင်ငံသားတွေじゃနားလည်အောင်လို့ပြောအဲ့ဒီသဘောပဲဌိနနဲ့မိစ္ဆာလည်းပဲကိုယ်ကာယအခြေခန္ဓာကမိစ္ဆာစိတ်ကစပြီးအခြေခန္ဓာကြတော့ဌိနလို့ဒီလိုခွဲမဲ့ဆိုရင်ဖြစ်နိုင်တဲ့အနေထားပေါ့နော်အဲ့ဒီသဘောတရားတွေလည်းသူတဏ္ဍာမှာမရှိဘူးလို့ဘိဓမ္မာရှုတော်ကနေလို့ပြောတယ်အဲ့ဒါတွေမရှိသည့်အတွက်ကြောင့်ဒုနာတိပပကေဓမ္မေအစိုးတရားတွေအားလုံးထုတ်လိုက်ပြီးမရှိတော့ဘူးတဲ့သူမှာအစိုးတရားတွေအားလုံးကိုဖျက်ဆီးပြီးသားဖြစ်တယ်ဒုမပတ္တံဝမာလုတော်ဥပမာဘာနဲ့ဥပမာတူတော့ဆိုရင်ဒုမဆိုတာတစ်ပင်
ပတ္တဆိုတာအရွက်မာလုဒဆိုတာလေပြင်းပြင်းလေးတိုက်လိုက်တဲ့အခါကျတော့အရွက်ဝါတွေနော်အရွက်6တွေအကုန်လုံးပရူးဆိုကြွေချကုန်လေကနေပြီးတော့မကောင်းတဲ့အရွက်တွေအလုံးခြွေပစ်လိုက်တယ်လို့ပဲလူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့မကောင်းတဲ့စိတ်တွေသဘောထားတွေအလုံးကိုနော်မက်ဆေ့ဖို့စိတ်နဲ့ကိုခြေပစ်လိုက်တယ်လို့ဒီအဓိပ္ပာယ်မျိုးပြောတာသူကမကောင်းတဲ့အကုသိုလ်တွေစိတ်ယုံမာတွေအားလုံးကိုဖျက်ဆီးပြပြီးသားဖြစ်တယ်လေဒီတစ်ပင်ကဒီဝါနေတဲ့အရွက်တွေနော်ကြွေတော့မဲ့အရွက်တွေအားလုံးကိုခြွေပစ်လိုက်တယ်လို့ပဲအရွက်ဆွေးတွေအကုန်လုံးခြွေပစ်လိုက်တယ်လို့ပဲသူ့တဏ္ဍာမှာရှိတဲ့မကောင်းတဲ့စိတ်တွေသဘောထားတွေကိုအားလုံးလှုပ်ခါဖျက်ဆီးပစ်လိုက်ပြီဟောယန္နာပုဂ္ဂိုလ်ဆိုတာစိတ်နှလုံးအေးချမ်းနေမကောင်းမှုအားလုံးတွေနဲ့ဝေးတယ်နော်စကားပြောလို့ရှိရင်ဘယ်တော့ဖြစ်ဖြစ်ပညာနဲ့ပြောတယ်အလွတ်တွေမပြောဘူးဆင်ញင်တုံတရားနဲ့ပြောတယ်အနုတ္တတဘယ်တော့မှစိတ်အလေလွင့်ပြန်လွင့်နေတာမရှိဘူးစိတ်အမြဲတမ်းထာဝရစိတ်တည်ငြိမ်မှုအမြဲတမ်းရှိတယ်မကောင်းမှုအဟုတွေအားလုံးကိုဖျက်ဆီးထားတယ်ဖျက်ဆီးထားပြီးဖြစ်သောကြောင့်ဥပဒနာစိတ်နှလုံးငြိမ်းအန်းတယ်မကောင်းမှုအဟုတွေကဝေးတယ်စကားပြောရင်လည်းပညာနဲ့ပဲပြောတယ်လို့ဒီလိုအကြောင်းနဲ့အကျိုးလာတာနော်အဲ့ဒါလို့ဉာဏ်တဲ့ပုဂ္ဂိုလ်ရဲ့အည်ချင်းစိတ်တွေသဘောထားတစ်ခုကိုပေါ်လွင်ထင်ရှားအောင်အမှတ်တရစကားအနေနဲ့ထေရဂါထာမှာမဟာဂုဋ္ဌိကမထေရဒီလိုပြောဆိုခဲ့တာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မထေရမြတ်တို့ရဲ့အမှတ်တရစကားဆိုတာဟာအစစ်မြင့်တဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့အညီကျင့်ကြံကြိုးကိုအထုတ်လို့ရလာတဲ့အကျိုးရှိတဲ့အခြေအနေသူတို့ကိုယ်တိုင်တွေ့ကြုံခံစားရတဲ့စိတ်အခြေအနေဘဝအခြေအနေတွေကိုဖော်ပြခြင်းသာဖြစ်လို့ဒီအမတ်တရစကားမျိုးတွေဟာတို့တဲ့တွေလည်းပဲဒီလိုအကျင့်တွေကိုကျင့်မယ်ဆိုလို့ရှိရင်ယခုလိုစိတ်နှလုံးအေးချမ်းမှုဆိုတာတွေမကောင်းမှုကဝေးကွာမှုဆိုတာတွေစကားပြောရင်စင်စင်ချင်းပြောနိုင်တယ်စိတ်နှလုံးတည်ငြိမ်အေးချမ်းတယ်ဆိုတဲ့အခြေအနေမျိုးတွေရှင်တဲ့နှလုံးထဲမှာအဆိုးမှန်သမျှကိုဖယ်ရှားပစ်ပြီးသားဖြစ်တယ်ဆိုတဲ့ဒီအခြေအနေမျိုးတွေကိုရရှိမှဖြစ်တယ်လို့ကိုယ်စီယုံကြည်ပြီးကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း